လဲရေနေ့ရဲ့ပဲပြုတ်ရောက်တဲ့အော်တန်ကလေတရားလုံးစူညံနေရပဲမအော်လည်းမဖြစ်ဘူးမပိုင်ရဲ့တချို့လူတွေအတန်မကြိုက်မွေးကြဘူးဟဲတစိသားသုံးတုပ်ပဲကြံတော့တာဟုတ်ကဲပလဲရေနေလဲနေပူပူမှာရှောက်ရောင်းနေရမယ်ငါပဲအဲ့သုံးတုပ်လုံးကိုယူလိုက်တော့မယ်ဟဲ့နော်သုံးတာအားပေးရတဲ့ကျေးဇူးတင်ပါတယ်ရပါတယ်ပလဲရေသူ့ဆိုင်တဲ့တော့ငါမောင်လေးကအချိန်မှန်ပဲမမောင်လာစောင့်နေရပေါ့အဲရေးတရားပြောရစီတော့မမောင်ဘာများလဲမောင်လေးရဲ့တာညာအိမ်မက်မဲ့လေမမောင်အိမ်မက်ဆိုတာလူတိုင်းညာဘက်အိမ်မက်ကြရပဲမောင်လေးရဲ့ဘာအိမ်မက်မဲ့လို့တော့မမောင်ပြောပြလေအိမ်မက်ဆမ်းမလည်းတောက်လူတို့လည်းလာတော့ထွက်တရတယ်အိမ်မက်ဆိုတာတကယ်ဟုတ်ပါဘူးမောင်လေးရဲ့မမနဲ့မောင်လေးဘူးမခွဲပါဘူးတောက်တော့မမလည်းခွဲရမှာကြောက်တယ်အမေတော့ပဲတစ်ခါမလို့လားဟုတ်ကဲ့ဒီနေ့တော့ပလဲရဲ့စောစောစီးစီးကိုဈေးရောက်နေပါလားဟုတ်တယ်မပိုင်ရင်ညာမောင်လေးနေမကောင်းလို့တညာလုံးမအေးရသေးဘူးအဲ့ဒါနဲ့မထူတော့ပါဘူးဆိုပြီးပဲပြောရအောင်စောစောထွက်လာတာဟင်ကောင်းကောင်းဘာဖြစ်တာမနေ့ကတော့ပလဲစီအောင်သွားတော့မိုးရထွက်ချွေရထင်ပါရဲ့ညာတညာလုံးကိုယ်တွေပူပြီးခရောင်ခရမ်းနေထအောင်နေရခုရောသူဘလို့နေသေးလဲငန်းစစ်တိုက်ပြီးသူ့ကိုတိတ်ခဲ့တယ်ခလေးကိုဂရုစိတ်ပါပလဲရဲ့မတကာဆိုရင်ကောင်းကောင်းအရွယ်အကြောင်းနေရမယ့်အရွယ်ဖြစ်နေပြီသမီးလည်းမောင်လေးကိုကြောင်းထားကျင်ပါတယ်ဒါပေမဲ့သမီးတို့ဘွားပြည့်မောင်ပြည့်စုံတာပလဲရဲ့ကြောင်းထားတာဘာတွေကုန်နေလို့လဲအခုလည်းနိုင်ငံတော်အစိုးရအဆက်ဆက်ရတာဝန်ယူပေးထားတာပဲကျောင်းလာကလည်းပေးစရာမလိုကျောင်းကဆရာမတွေကလည်းဖတ်စာအုပ်နဲ့ရေးတဲ့စာအုပ်တွေကိုလက်ကားပေးနေရပဲလေကျောင်းလာကမပေးရပေမဲ့အင်ကြီးလို့ဘောင်းမီလို့ခက်နက်လို့ကြောပွေးအိတ်လို့ရှေးဘူးလို့ထမင်းကြိုက်လို့လိုသေးရလေးမပါရဲ့သမီးမမွေပေးနိုင်တာအဲ့ဒါကြောင့်မို့မနေ့ပန်းကိုပဲပြုံရောင်ပြီးနှင်းကင်းပန်းဖျက်ကြီးလည်းရောက်နေတာဘာပဲဖြစ်ဖြစ်ပလဲတို့မောင်နှမတွေမှာမိဘတွေမရှိကြတော့ဘူးဆိုပေမဲ့ပလဲမောင်လေးပေါ်မှာထားတဲ့အမတယောက်ရဲ့မေတ္တာစေတနာကိုတော့မပိုင်လေးစားပါတယ်ကဲပလဲစကားပြောလို့ကလည်းကောင်းတယ်မပိုင်ပဲတို့ထောင်မှုပေးမောင်လေးရဲ့ညီမကောင်းကကြားရဘာလို့လဲရတော့တာအိမ်မမဲလို့ဘာလဲကိုသနေ့ကလိုပဲအိမ်မက်ထဲမှာလူကြိုးတွေလိုက်လိုက်ရမလားဟုတ်ဘူးမမရဲ့ဒါဆိုမောင်လေးကဘာမှတ်တာလဲဒွေးနေစားတော့မလားဟင်မောင်လေးကဒွေးနေစားခြင်းလို့လားစားခြင်းတော့ဘောမမရဲ့ဒါတနဲ့ကြီးလေးကစားဘူးလေတက်ဆန်လည်း1000ပဲရှိတယ်။ပဲရလည်းဝယ်ရအောင်မယ်။ဒီနေ့ဒီဝယ်လို့လောက်ပါအောင်လားမသိဘူး။ကဲလာမောင်လေးမမတွေ့ဒီလိုက်ပဲကျင်းနေ။ဟေးမောင်လေးဒီနေ့ကဒီဘုံတက်နေတယ်ဒီဘုံဝင်လာလို့ကြော်တယ်မနဲ့တော့တရဒီဘုံကိုကျွေးနေရပဲတာကြီးတွေပန်းနေမောင်လေးမမအစီမပြေသေးလို့ပါအစီပြေနေကြရင်မောင်လေးစားချင်ရင်ကျွေးပြီးဝယ်ကြည့်မယ်နော်အခုတော့ဆေးတရဒီပဲစားလိုက်ပါအော်ခဏနေမောင်လေးရဲ့ကျမကြီးမကောင်းတော့မမဖျားအောင်ရဲတရားတော့ချိန်ပေးမယ်နော်
ကြတယ်နော် သိကြတယ်ကျွန်တော်အတိအကျအောင်စုံစမ်းခဲ့တာ လွန်ခဲ့တဲ့10နှစ်ကအတိတ်ကအကျွေးတွေအခုတော့ပြန်ဆက်ခွင့်ရပြီပေါ့ နေစမ်းပါအောင်အမရဲ့ကျွန်တော်မသိလို့မေးပြတယ်အမကသူတို့မိသားစုအကြောင်းဘာလို့ကျွန်တော်စုံစမ်းခဲ့ရလဲ သူတို့လင်မယား2ယောက်ရဲ့နှုတ်ထွက်စကားကြောင့်ငါထောင်9နှစ်ကြာခဲ့တယ်တော်သေးတာပေါ့ငါအိမ်ကအလိုက်ကောင်းလို့ချုပ်ရက်နဲ့ရှော့ရက်နဲ့ငါထောင်2နှစ်ပဲကြာခဲ့တယ်အဲ့ဒီထောင်ကျနေတဲ့အချိန်မှာငါဘလောက်ခံစားရမယ်ဆိုတာနေကိုချင်းစာကြည့်ပေါ့ ဩကျွန်တော်သဘောပေါက်ပြီဒါပေမဲ့ခက်တာအမလက်စားချင်တဲ့လင်မယားကကားမောက်လို့ဆုံးသွားပြီလေခုမှမဆက်လို့ သူတို့လင်မယားဆုံးသွားပြီပဲသူတို့မွေးထားတဲ့သားနဲ့သမီးကြံခဲ့တယ်လေ ဩကျွန်တော်သိပြီအမရဲ့နာကြီးချက်တဲ့အာဃာတတွေ့ကြီးပါလားအမဒါဆိုရင်ဒီကလေးလေးကိုဘယ်လိုလက်စားချင်ဖို့ဒီကိုခေါ်မလဲ အဲ့ဒီရွာမှာငါအသိပြီးပိုင်ဆိုတာရှိတယ်အိမ်ကကူလုံးဖို့ဆိုပြီးတော့တစ်ဖက်လက်နဲ့ခေါ်မှာပေါ့ဟာ အမလက်စားချင်တဲ့လူကြီးတွေကိုတော့ကလေးတွေဘာမှမဆိုင်ဘူးတော့ကလေးတဲ့ဥပဒေပိုင်းဆိုင်ရာနဲ့အမပြဿနာတက်နေတယ် အော်ငါမောင်ရဲ့ဘောင်ကြီးကနေပါပါလေးပုံပါလား မဆင်ပြေပြီးတာပဲလေကျွန်တော်စုံစမ်းကခီးစစ်တွေပါလေပြန်ပေးဦး ဒီကိစ္စကိုဘယ်မှမသိနေနဲ့တော့အခုငါ KB ကနေ3သိန်းငွေလွှဲလိုက်မယ်နေရာကတော့တစ်ခုပဲခုညီအဲ့ဒီရွာမှာမိပိုင်နဲ့တက်အောင်ပေါင်းပြီးတော့ငါရဲ့ကောင်းကောင်းတွေကိုပဲရွေးပြီးပြောပေး โอเคအဲ့တော့ဘာမှမဟုတ်လေဒီကိစ္စကြောက်တောင်ဝယ်ထားလိုက် ဟာ မပိုင်မလား အေးကြည်စံတို့ရဲ့နာမည်ကိုသိနေတယ် မသိပဲနေမလားဒီလဲဆန်းကျွေးရမှာမပိုင်ရနာမည်ကြီးပဲ ကဲပြောစမ်းမအောင်ရှက်ဒီရောဘာကိစ္စနဲ့ရောက်လာလဲ ကျွန်တော်ကဒီရောမှာပဲလာကောက်တာပါကုန်တယ်ဆိုတော့ဒါနဲ့မပိုင်မျိုးကပွဲသားမမိုးသိတယ်မ သိတယ်လေကျမတို့ရောက်ကိုတော့အရင်တစ်ခေါက်ကအလှလုံးတုံးကလာသွားသေးတယ် အေးဗျာသူတို့ကလည်းတာမီးနေရောက်လဲဆိုတော့အိမ်မှာလက်တို့လက်တော်ခိုင်းမှုခလေးမလေးတယောက်တော့ကျွန်တော်ရှာခိုင်းသေးတယ်အဲ့ဒါမပိုင်ကအတီလေးပါလေးများရှိသေးလားမ ရှိတော့ရှိတယ်ဒါပေမဲ့အဲ့ကလေးမလေးလုံမလားမလို့တော့မသိဘူးကျမသိကြအောင်မေးပေးမယ်လी ကျေးဇူးတင်ပါတယ်မပိုင်ရဲ့အဲ့ဒီကိစ္စလေးကိုကူညီလို့ရကူညီပေးပါအောင် စိတ်ချကျမအကြောင်းပြပေးမယ်လीရှစ်ဖုန်းနံပါတ်ပေးခဲ့ပါလားအဲ့ဒါပဲကလေးညို့တလန်းဝင်တလန်းထွက်ဈေးရောက်နေရတာငါမကြည့်ရဘူးဟာမြို့မှာနေလို့သွားလို့မဲဆိုရင်မျက်မှောင်လေးအတွက်လည်းအဆင်ပြေရဲ့ဒီလက်တစ်ဖက်တလန်းကနေဝင်ငွေရတာပေါ့ဟာ အဲ့လည်းမစိုးပါဘူးတမီးမောင်လို့တဲ့မြို့မှာလှုပ်သားလုပ်မှာမပိုင် မပိုင်မလား ဟေးတန်နာတငယ်ချင်းဘုရားကကြာပြီနော်အမေကြည်စမ်းနေကတော့ကနေတော့ကတော့မဟုတ်တော့ဘူးမလီဝါလို့လှလို့ပါလားဟဲ့နင်ကဘာလို့လုပ်နေငါပြောဦးနေ တန်းသားဒီလမ်းနဲ့အလှပြစ်တယ်မလုံးလုံးနဲ့ဒါနဲ့မပိုင်ပဲလားလေ ဒီမာလေး तू ကငါတို့ရွာကောက်မာလေးအလုပ်လုပ်ချင်နေဆိုလို့ငါလည်းပွဲစားမမိုးအိမ်ကိုလိုက်ရှာနေတာ ဟင်ဒီကလေးမလေးကိုပွဲစားမမွေးစီလိုက်ဖို့ပေါ့ဖြစ်ပါမှာမပိုင်ရဲ့အဲ့မိမရဲ့အရန်ပေါက်ဆိုတာသူ့အိမ်မှာလှုပ်လှုပ်တဲ့လူကဘလို့မှမမြင် ဟင်ပလေနေအလုပ်လုပ်ရမယ်အိမ်ရှင်မိန်းမကြီးကအပေါက်ဆိုးတယ်တဲ့ဖြစ်ပါမလားပလေရေ ဘယ်တက်နိုင်လဲမပိုင်ရေမောင်လေးတဲ့ပတ်ဆိုင်လို့နေရဆိုအပေါက်ဆိုးရလောက်ကောက်အောင်လေ အင်းပေါ်လေးအဲ့ဒါဆိုတော့ပြောကြမယ်အဲ့နာဘာလို့နောက်မှဆုံးမလဲဟဲ့ပလေဒီဖြစ်မယ်ဒါငါတို့ဝင်ကြည့်အောင်မမိုးဒါကျမပြောနေတယ်ကျမတို့ရောအကောက်မလေးပဲသူ့နာမည်ကပလေးတဲ့ ကောင်မလေးကအသက်ကလည်းငယ်လူကောင်ကလည်းသေးတော့ငါတို့အိမ်လုပ်တွေကိုလုံနိုင်ပါမလား ဟုတ်နိုင်ပါတော်ရဲ့တမီးသမီးလည်းတက်တယ်ဒီဘူးလည်းတက်တယ်အဝလည်းချော့တက်တယ်အင်တာရှိရလောက်တတ်ပါတော်ရဲ့တမီးကြိုက်တာခိုင်းပါ ဟဲ့အိမ်လောက်တင်မဟုတ်နေငါခိုင်းတာပါလောက်အောင် ဟုတ်ကဲ့ကြိုက်တာခိုင်းပါတမီးကိုလောက်ပါမယ် ဟမ်သူ့ကိုယ်သူသမီးတယ်မသိငါအသက်ကြီးတာကြာ